ယနေ့ခေတ်စိုက်ပျိုးရေးနည်းပညာတွေကြောင့်လူတစ်ယောက်တည်းကတနအီအတွင်းမြေပဲပေါင်ချိန်6,000ကျော်ကိုရိတ်သိမ်းနိုင်တယ်ဆိုတာသင်ယုံနိုင်ပါမလားမြေပဲတွေကိုလက်နဲ့ပဲသပင်ကြီးနှုတ်ယူနေတာတုံးလို့သင်ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တမ်းမှာတော့အားကောင်းတဲ့စက်ကြီး2မျိုးကိုအသုံးပြုပြီးစနစ်တကျရိတ်သိမ်းနေတာဖြစ်ပါတယ်လုပ်ငန်းစဉ်အဆင့်ဆင့်မှာအောက်ပါအတိုင်းဖြစ်ပါသည်အဆင့်1မြေပဲတူးဆက်ပြီးနက်တစ်ကအသုံးပြုခြင်းဒီစက်ရရှေ့ဘက်မှာပါတဲ့အရားလိုက်ဒဲသွားဖျားကြီးတွေကမြေအောက်2လက်မကနေ3လက်မအထိအမြင့်တွေကိုဖြတ်တောက်ပေးပါတယ်အဲ့ဒီနောက်မြေပဲတစ်ခုလုံးကိုမြေကြီးထဲကနေမှာယူပြီးအပေါ်အောက်ပြောင်းပြန်လန်ကအတန်းလိုက်ပြန်ချထားပေးပါတယ်။အဆင့်2နေလန်းခြင်းပြောင်းပြန်လန်ထားတဲ့မြေပဲပင်တွေကို2ရက်ကနေ4ရက်အထိနေလန်းထားရပါတယ်။ဒါမှသာမြေပဲမှာရှိတဲ့စိုထိုင်းစာကိုရော့ကျစေပြီးမှုန်မတက်အောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။အဆင့်3မြေပဲဒီ6တွေ့သွားပြီဆိုရင်တော့ဖုံဆုပ်ဆက်ကြီးတစ်ခုလိုအလုတ်လုတ်တဲ့ဒုတိယဆက်ကအတန်းလိုက်ရှိနေတဲ့အပင်တွေကိုဆက်ထဲကိုဆွဲယူလိုက်ပါတယ်။ဆက်အတွင်းပိုင်းကဒလိန်တုံးတွေစံခါတွေနဲ့ပန်ကာတွေကမြေပဲတွေကိုအပင်ကနေအမြန်ဆုံးခွဲထုတ်ပေးပါတယ်။အဆင့်4တဲယူပို့ဆောင်ခြင်းတန့်စင်ပြီးသားမြေပဲတွေကိုဆက်မှပါတဲ့တိုလောင်ကန်နဲ့ထည့်သွင်းပြီးနောက်ကုန်တင်ကားကြီးအနေနဲ့တည်ဆောင်သွားတာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာမရက်မနာအတရဆက်အလုပ်လုပ်နိုင်ပြီးမြေပဲထိခိုက်ပျက်စီးမှုနှုန်း2%အောက်မှာပဲရှိပါတယ်။စက်ပစ္စည်းတွေရဲ့စွမ်းဆောင်ရည်ဒီလောက်အထိကောင်းမွန်လာတဲ့အတွက်နောက်ပိုင်းမှာစိုက်ပျိုးရေးလုပ်သားတွေရဲ့အခန်းကဏ္ဍဘယ်လိုဖြစ်လာမလဲဆိုတာစဉ်းစားစရာပဲဗျာ။ကဲတငယ်ချင်းတို့လည်းချမ်းသာပြီးကံကောင်းကြပါစေဗျာ။